အာဆင်နယ်အသင်းအတွက်တော့ပရီးမီးယားလိဂ်ကပြင်ဖို့ကောင်းသွားပါပြီ။အာဆင်နယ်အသင်းဟာမနေ့ကပေးလစ်အသင်းကိုအနိုင်ယူပြီးအဆင့်နှစ်ဘုံမှာကို၄မှတ်အသာနဲ့အသင်းကြီးတွေဖြစ်တဲ့မန်စီးတီးနဲ့မန်ယူကို6မှတ်အသာနဲ့ဥဆောင်သွားပြီဖြစ်ပါတယ်။အာဆင်နယ်အသင်းအနေနဲ့အခုချိန်မှာနပွဲဆက်ရှုံးရင်တော့အသင်းကြီးတွေနဲ့ရမှတ်တူရှိနေတဲ့အနေအထားလေးဖြစ်ပါတယ်။အာဆင်နယ်အသင်းအနေနဲ့နောက်ဆုံးရဘူးတဲ့2003-2004ပရီးမီးယားလိဂ်ဆူဖလားဟာဆိုရင်3နှစ်ဆက်ဒုတိယလူဆိုတဲ့ဂုဏ်ပုတ်ကိုခံယူပြီးရခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာအရင်ကလန်နာကြ3နှစ်ဆက်ဒုတိယလူဆိုတဲ့ဂုဏ်ပုတ်ကိုရယူခဲ့တာကြောင့်ဒီနေ့မှာဆိုပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကြီးကိုရယူသွားမလားဆိုတာ19တင်းဖန်နေမျက်ခုံးလုံးနေပြီလေဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာဒီနေ့မှာလီဗာပူးအသင်းကိုပဲတပွဲတည်းရှုံးထားတာဖြစ်ပြီးစေပွဲဆက်နိုင်ပွဲရယူထားတဲ့ပထမအဆုံးအသင်းလည်းဖြစ်ပါတယ်။ချန်ပီယံလိမှာလည်းယာနုပြည့်အနိုင်ရထားတာကြောင့်ဒီနေ့ဟာအာဆင်နယ်နှစ်လားဆိုတာအခြားအသင်းဖန်တွေကြောက်နေကြပြီဖြစ်ပါတယ်။ဒီတော့အာဆင်နယ်အသင်းကိုဘေးတင်းကတားဆီးနိုင်မလဲဆိုတာကိုမှတ်လေးမှာမှန်သွားခဲ့ပါအောင်နော်။ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုအမြင့်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Football Lover Channel လေးကိုလည်း Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။အားလုံးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။